ကဲအားလုံးပဲပေါ့နော်ကျွန်တော်အခုကတော့အဂိမ်းဆော့ပြမလဲဆိုတော့ rival fan ဆော့ပြမှာပဲဖြစ်ပါတယ်ကဲကျွန်တော်အခုဆော့လိုက်ရအောင် let's go ဟောကျွန်တော်ကလည်းဗျာကျွန်တော်ဂိမ်းကဝင်အောင်ဆော့ရသေးတယ်ကဲတော့ဆော့ရအောင် let's go ဒီတကားတော့ဟိုတကားလို့ကျွန်တော်အကုန်မဆောက်တော့ဘူးပေါ့နော်မြင်းမြန်းဆန်းဆန်းလေးလုပ်ပေးလိုက်တယ်ပေါ့နော်အဲ့တော့အကုန်လုံးကြည့်ရတာလည်းပိုကောင်းမယ်လို့ကျွန်တော်ထင်လို့ပါအကုန်လုံးလည်းပျော်ဖို့ကောင်းမှာပေါ့ဒီမှာကျွန်တော်အကူပေါ့နော်ကျွန်တော်အကူနဲ့အခုကျွန်တော်အကူမဆောက်တော့ပါဘူးကျွန်တော်အကူကျွန်တော်စောင့်ကြနေလို့ပါကျွန်တော်အကောင်ခေါ်တာလည်းကျွန်တော်မလိုက်တော့ပါဘူးခင်ဗျာကျွန်တော်အခုဆော့ပြမှာတော့ကျွန်တော်အကူစောင့်နေပါတယ်သူကကြာနေလို့ကျွန်တော်မဆောက်တော့ပါဘူးအဲ့လိုမျိုးကျွန်တော်သူ့ကိုဟိုတခါတုန်းကလို့မဆောက်နေတာကြဆိုရင်ခင်ဗျားတို့ကြည်တာလဲပို့ပြီးအကြာကြီးဆောက်ရတော့ပြင်းဖို့ကောင်းတယ်ပေါ့နော်အဲဒါကြောင့်ကျွန်တော်ကြမလုပ်တော့မှန်းနဲ့မြင်လေးလုပ်ပြီးတော့ကျုံပေးလိုက်တော့မှာမယ်ခင်ဗျာကဲခုကတော့ကျွန်တော် rival ကျုံနေပါပြီခင်ဗျာကဲ let's go ကျုံရအောင်ဆက်တော့များဆိုမယ်နောက်ပြီးတော့ကျန်းနေဟဲ့ဒီမှာပွဲခါကျုံနေပါပြီခင်ဗျာအဲ့တော့ကျွန်တော်ဒီဥစ္စာဆိုရင်တော်တော်ကြီးကိုပျော်ဖို့ကောင်းခဲ့တယ်ပေါ့နော်ကဲကျုံးလိုက်ရအောင်ကျွန်တော်တို့မီတနက်တွေရပြီဒီတနက်တွေခင်ဗျားတို့ကျွန်တော်ပြောတာပဲအစတုန်းကဒါမြားဖြစ်ရင်ပဲကျုံးလိုက်ရင်တော့မြားမဟုတ်တော့မီတနက်တောင်ရအောင်ကျွန်တော်ကျုံးမယ်ကဲကျွန်တော်တက်သွားတယ်ဗျာကဲကျွန်တော်လုံးလိုက်ရအောင်ကဲကျွန်တော်ကျုံးအောင်မီတနက်လေးရပြီတော့ကျုံးအောင် let's go ဗျာဟိုကောင်နဲ့လိုက်တက်နေနောက်ကထွက်ပြေးတယ်မမီဘူးကဲကျွန်တော်ကျုံးတော့မှာပဲခင်ဗျာဟိုမှာလူတယောက်မြင်သွားဟာတော့ရင်တော့ပါဘာပဲဟိုဘက်ကအကူဆင်းပြီးကျုံးရမယ်ဘောမှာလူတွေလည်းမရှိဘူးဟာလူတယောက်တွေ့တယ်ဟာလူတယောက်ကိုတွေ့တယ်သူအပေါ်တက်လာရင်ကျွန်တော်တေဝအောင်မီးနဲ့လုပ်တာနောက်ကနေပြည့်နေပြေးတီးတော့မယ်ပြေးအမပြေးလေကြည့်ယူလိုက်ဟာတဲ့အမတေးတော့မယ်တေးသွားရင်ငါတေးသွားတယ်တဲ့တနက်တေးရတော့မှတေးသွားတယ်ကျစ်တော့တော်တော်ဖြစ်ဟာကွာငါဒီလိုမမြည်ဘူးတင်တယ်အဲ့တော့ဒီဝေးမှသွားတာခုနကကောတက်နေပြီးငေါဒီတော့အပီးစီပြေးဟဲ့ဘယ်ပြေးခုနငါတော့ရကောင်လိုက်ငါတော့ရကောင်ပြေးလိုက်အကုန်ပြေးအမကွာရှောပဲကဲဒါနဲ့ဆိုရင်တော့ကျွန်တော်ကြိုက်လောက်တီးလို့ရပါပြီဟာခုနကောင်ပြန်တွေ့တယ်ပြေးအော်ငါပြင်းနေတယ်အမေငါတီးတော့မယ်ဟာတက်လိုက်ပြီခုနကောင်ပြန်တက်ကောင်တက်အမသေးဒူးမနေတယ်ဟိုမှာကအန်တီမီတက်လိုက်တာဟာလူတယောက်ထက်တော့သွားတယ်ဒါတော့မှအသိပေးသွားတယ်ဟောငါတော့ခိုးရတယ်အိုးနိုးမရတော့ဘူးငါကောင်းနေခိုးရိုက်ကဲနောက်တော့ဝဲထက်ဆော့ရမယ်ဝူးဟာဝီဟာဝူဝီဒီဘောနော်ကျွန်တော်ကတော့ဒီထက်တဲ့ဝင်ပြီးဆော့နေတာဆော့လို့မရပါဘူးပိတ်ထားပါတယ်ကဲကျွန်တော်bedroom ရွေးလိုက်ပါတယ်bedroom ရွေးလိုက်ပြီးတော့ရှယ်ကျုံးတော့မှာမယ် bedroom မှာဆိုမှောင်မဲတော့ကြီးဆိုကြောက်ဖို့ကောင်းမီးကဖြတ်တဲ့နဲ့အဲ့ဒါကြောင့်ကျွန်တော်ကြားပါတွေ့တဲ့အတိုင်းမှာပဲဒီဖြတ်တဲ့ဖြစ်နေပါတယ်ကဲအဲ့နားမှာလူတယောက်ရှိတယ်ကျွန်တော်ပြစ်ပြီ
တဲ့ရဲ့အတိုင်းပါပဲလူတယောက်တွေသွားတယ်ကျွန်တော်တနက်တီးပေးတာကိုကျွန်တော်ထိတ်ဆုံးမှာထိတ်ဆုံးကနေကြောက်သွားတယ်ဟာအဖိုးထိတ်ကိုတက်လာပြမီလင်းအောင်ပြကြတယ်နန်းသွားတယ်လူတွေရှိရင်တေရောတမ်းပြီးဟောဗျာသူနဲ့ခုတ်တက်သွားတယ်လေဗျာသူနဲ့ခုတ်တက်လာကြားဘူးလားဗျာသူနဲ့ထုတက်သွားကျော်ပြပြီးတေတော့မယ်ဗျဗျာချီးပြပြီးတေသွားကဲကျွန်တော်ကျုံအောင်အခုပြငါကလည်းလိုက်တက်သွားပြီလို့အဲ့တနကြီးနဲ့ဟိုဟာငါကြီးတနနဲ့အမြန်ကျုံအောင်ငါရှင်းနေအောင်ရောက်နေတယ်မရဘူးငါကျုံမရောက်မှာကျုံတော့ကွာကျုံတာကျုံဟုတ်ပြီလိုက်လူတယောက်တနကြီးကကျန်းတယ်ကွာငါလည်းလူချင်းလိုက်တာလူချင်းနေတော့ငါမြန်လုံးမရအဲ့အပြအောင်လည်းပြစ်သွားတယ်တနကြီးငါရမ်းကြတယ်တော်လာငါလူချင်းနေတာအားလိုက်ပြစ်ကွာလူချင်းလည်းပြစ်ပြီးတော့ယူမှာပြေမီးတွေကြောက်နေညီလေးတော့ငါရသွားပြီအဲ့တည်းကြီးအားလုံးနဲ့တည်းဘေးကနေပြင်းနေတော့ငါအနောက်ကြီးခုတ်လန်းနေအရှိကိုထွက်လာပြီးပြေသွားငါအနောက်ထွက်လာအရှိကိုထွက်လာဟုတ်ကွာဒီပစ္စတိုလေးကဘယ်လောက်ကျန်းလို့တော့ဟောလာမပေးနဲ့ပစ္စတိုလေးဒီပစ္စတိုလေးလာပေးနေတော့ငါတော့ပစ္စတိုမလို့ဘူးပစ္စတိုမဟုတ်ကတနအကျန်းသားတက်လက်ပဲဒီတက်လက်နဲ့ဆိုရင်ကျွန်တော်လူတွေပြစ်တက်လို့ရတယ်ဟုတ်တယ်ဟာတို့ပေးတာကောင်းတယ်ဒီမှာမှဒါမှတကယ်ပစ္စတိုကွာငေါ့ပေးတာအခုပြရတဲ့တနကြီးပြေနောက်တက်လာကြရင်ကျွန်တော်ဘုံတနက်နဲ့တီးပြမယ်နော်ကျွန်တော်ပတ်စံလေးစုလိုက်အောင်ပတ်စံထုပြီးဘုံတနက်ဝယ်ပြမယ်ဘုံတနက်နေမကောက်ပါကျွန်တော်တကယ်တနက်အကျန်းသားကြီးဝယ်ပြမယ်ဒီလေတို့ရော့အမဟာမစိတ်လာဖို့လေ Dragon WeChat ကွာ Dragon WeChat ဆိုအကောင့်လည်းသွားအားပေးကြပါဦးကျွန်တော်အကိုအကောင့်ပါဗျအားလုံးပဲ bye bye